အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ SLOCAT ကို multiple quotation နဲ့သုံးနည်းကိုပြောပြပေးပါမယ် item color size နဲ့ price ကို auto ရှာတဲ့နည်းပါ item color size ရွေးလိုက်တာနဲ့ price က auto ထွက်ချင်တယ် multiple criteria ဖြစ်နေလို့ VLOOKUP နဲ့မရပါဘူး SLOCAT နဲ့ပဲကြည့်ပြရပါမယ်B column item match စစ်မယ် C column မှာ color match စစ်မယ် D column မှာ size match ဖြစ်မယ်သုံးခုလုံး match ဖြစ်မှ1ဖြစ်မယ် true equal 1ဆိုတော့ SLOCAT က1ကိုရှာပြီး price ကိုပြင်ပေးတာပါဒီနေရာမှာတော့ SLOCAT search move 1ကိုသုံးပြီးတော့ formula ရေးပေးထားတာဖြစ်ပါတယ် index match နဲ့လည်းလုပ်လို့ရပါတယ် data validation နဲ့ drop down list ကနေကိုလိုချင်တဲ့ item ကိုယူလိုက်တာနဲ့ price က auto ကျလာပါ